ဒီတစ်ခေါက်ပြောပြချင်တာကတော့တအိမ်လုံးကပစ္စည်းတွေအကုန်လုံးချောကလက်ဖြစ်သွားရုံတည်းမကပဲနောက်ဆုံးမှာလက်တွေပါပျောက်ဆုံးသွားခဲ့ရတဲ့လင်မယားနှစ်ယောက်ဖြစ်တဲ့တောင်းစိန်နဲ့မတင်ရွှေတို့အကြောင်းပါအစကတော့ထူးဆန်းတဲ့နေရန်တစ်ခုကနေစတာပေါ့တောင်းစိန်ကအဲ့ဒီနေရန်ကိုအရင်ဆုံးတတိထားမိခဲ့တာနေရန်ကဘာပစ္စည်းပဲဖြစ်ဖြစ်ထိလိုက်တာနဲ့ချောကလက်အဖြစ်ပြောင်းလဲပေးနိုင်တဲ့တဘာဝလွန်စွမ်းရင်ရှိနေတယ်လေဒါနဲ့ပဲသူလဲအန်အော်တကြီးနဲ့သူ့မိန်းမမတင်ရွှေကိုခေါ်ပြတာပေါ့မတင်ရွှေကတော့အစမှာဘဲယုံမလဲကြောင်တောင်တောင်နဲ့ပေါ့ဒါပေမဲ့တောင်းစိန်ကနေရန်ကထွက်လာတဲ့ချောကလက်ကိုမီးပြပြီးမတင်ရွှေကိုပါကြွေးကြည့်လိုက်တဲ့ခါမှာတော့နှစ်ယောက်စလုံးစွန့်သွားကြရတယ်ဘာလို့လဲဆိုတော့သူတို့တက်မှာတခါမှမစားဘူးသေးတဲ့အကောင့်တကအကောင်းဆုံးချောကလက်အရသာဖြစ်နေလို့ပဲအဲ့ဒီချိန်ကစပြီးသူတို့နှစ်ယောက်လုံးအဲ့ဒီချောကလက်အရသာကိုလူယူမှုမှုဆွဲလန်းသွားကြတော့တာပဲအိမ်ထဲမှာရှိသမျှမိဖို့ရေခဲတက်တာမိအိမ်ပေါင်မှုဖုတ်ဆက်တွေကိုနေရန်ထဲထည့်ပစ်လိုက်တာပေါ့နောက်ဆုံးသူတို့အိတ်တဲ့ကတင်အထိနေရန်ထဲထည့်ပြီးချောကလက်လှုပ်ရှားပစ်လိုက်ကြတာအိမ်ထဲမှာဘာမှမကြံတော့တဲ့အထိပဲဒါပေမဲ့လည်းသူတို့ရဲ့လောဘနဲ့ဆွဲလန်းမှုကလုံးဝမလျော့သွားဘူးတနေ့တော့မတင်ရွှေကအိမ်လူကြီးထဲမှာထိုင်ရင်သူ့ရဲ့ကိုယ်ပိုင်လက်ကိုစိုက်ကြည့်ပြီးတစ်ချက်ပြုံးလိုက်တဲ့အကြံစိုးတစ်ခုခုရသွားတဲ့အပြုံးမျိုးပေါ့တောင်းစိန်ကမြင်မြင်ချင်းပဲအခြေအနေမဟန်မှန်းသိလို့လန့်ဖြတ်ပြီးလှမ်းတာဖို့လုပ်ပေမဲ့အရန်နောက်ကျသွားခဲ့ပါပြီမတင်ရွှေကတော့သူ့လက်ကိုနေရန်ထဲထိုးထည့်လိုက်ပြီလေနောက်ဆုံးတော့လင်မယားနှစ်ယောက်စလုံးလက်တွေဆုံးရှုံးသွားခဲ့ပါတယ်ဒါကြောင့်မို့ဆွဲလန်းနေဆိုတာဘယ်အရာမှမကောင်းပါဘူးပြကလေးတွေလည်းဒီဇလန်လေးကြည့်ပြီးဆွဲလန်းမှုကိုဆင်ခြင်နိုင်ကြပါစေဗျာ